ကိုအနေနဲ့အပြောနဲ့အရေးမှာဆိုလို့ရှိရင်ကျမတို့ကအပြောကိုပို့ပြီးတော့ဦးစားပေးပြီးတော့ပြောကြတယ်ပေါ့နော်ကျွန်တော်ခါလေးကြလို့ရှိရင်အရေးကိုအနေနဲ့လုံးဝအစိမ့်သက်သက်ဖြစ်နေသေးတယ်ဆိုလို့ရှိရင်အရေးကိုအရင်ဆုံးတင်တာတဲ့အပြောကိုအရင်ဆုံးလေ့ကျင့်ပေါ့နော်အပြောနဲ့ကိုနဲ့အတန်ထွက်တဲ့အရင်ဆုံးဒီယင်းနှီးသွားအောင်ပေါ့နော်ယင်းနှီးသွားအောင်လေ့ကျင့်ပြီးမှအရေးဖက်ကိုသွားတာကပို့ပြီးတော့လဲလွယ်ကူတယ်လို့ကျမတယောက်အနေနဲ့ခံစားရတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့ Queenie ဘာသာစကားကိုလေ့လာသင်ယူတဲ့အချိန်မှာအထီရောက်ဆုံးဖြစ်မဲ့နီးနီးကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်ပြန်ပြောရမယ်ဆိုလို့ရှိရင်ပထမတစ်ခုကဒီ Queenie လူမျိုးတွေရှိအများစုရှိတဲ့နေရာမှာသွားပြီးတော့သူတို့နဲ့ communicate လုပ်တာသူတို့ပြောတာအများကြီးနားထောင်တာကလည်းသူတို့ရဲ့ဘာသာစကားကိုလေ့လာဖို့အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ကျမတို့ပြောတာတွေကိုပို့ပြီးတော့နိုင်ရဝပြီးတော့မှကျွမ်းကျင်တဲ့အချိန်မှာပြီးတော့မှဒီအရေးပိုင်းကိုထပ်ပြီးတော့သွားတာကလည်းနီလန်ကောင်တစ်ခုဖြစ်တယ်ပေါ့နော်တချို့ကြတော့လည်းရေးရနဲ့ပြောတော့တခါတည်းသွားတာလည်းရှိတယ်ပေါ့ဒါကလည်းဒါတော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့ကိုယ့်အနေနဲ့ကဘယ်လောက်ထိလဲအချိန်မရသေးဘူးဆိုလို့ရှိရင်တော့အရင်ဆုံးအပြောကိုပို့ပြီးတော့ဦးစားပေးပြီးတော့မှလေ့လာတာကကိုယ့်အတွက်ပို့ပြီးတော့ကောင်းပါတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့ဒီအကြောင်းအရာလေးတွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာလည်း Queenie ဘာသာစကားနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကိုအများကြီးညှို့ပြီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကိုဆက်ပြီးတော့ကြည့်ရှုပေးကြပါ